အစားမလျှော့ပဲကိုအလေးချိန်လျှော့ကျင်သူများဒီဗီဒီယိုကိုကြည့်ပါပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလိုက်လီဖေ့ချ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်တချို့လူတွေအတွက်ကိုအလေးချိန်လျှော့ချဖို့အစားလျှော့စားခြင်းဆိုတာနားထောင်ရသလောက်မလွယ်ကူဖြစ်ပါတယ်ပီဇာနဲ့တင်ကဲသွတ်ထားတဲ့ဘာဂရုကိုမစားမိအောင်လုပ်ဖို့ကတော့တော်တော်လေးကိုခက်ပါတယ်ဒါပေမဲ့သူတို့တွေကသူတို့ရဲ့ခါးကိုခက်ဝဝခက်တုတ်တုတ်လည်းမဖြစ်လို့ကြပါဘူးဒါဆိုရင်စားမကောင်းတဲ့ကတွင်းမလိုက်တဲ့အစားအစာတွေကိုမစားရပဲတခြားနည်းလမ်းတွေကဘာတွေလဲဆိုတာကိုသိဖို့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့လေ့လာကြည့်ကြပါစို့ရှင်နံပါတ်1မနက်စာစားဖို့မမေ့ပါနဲ့လူတော်တော်များကမနက်စာမစားဘဲနေခြင်းကကိုယ်လေးချိန်လျှော့ချဖို့အတွက်ကောင်းတယ်လို့ထင်နေတတ်ကြပါတယ်မနက်စောစောမှာအလုံးမီဖို့ပြေးလွှားသွားရတတ်ကြရာအရေးပါတဲ့မနက်စာကိုစားဖို့မေ့နေတတ်ကြပါတယ်လေ့လာချက်တွေအရပြောရမယ်ဆိုရင်မနက်စာကိုမစားဘဲနေလိုက်တဲ့အတွက်နောက်ထပ်စားရမယ့်ထမင်းအနက်တွေကပမာဏများစွာပိုမိုစားပြည့်စေနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်မနက်စာကိုစားပြည့်အောင်စားပါ။နံပါတ်2အစားကိုဖြည်းဖြည်းစားပါ။ခြေတို့ရဲ့အုံနောက်ကအချက်လက်တွေစူးစီးဖို့အချိန်လိုအပ်တယ်လို့အစာခြေခြင်းကလည်းအဲ့ဒီနည်းတူပဲဖြစ်ပါတယ်။ဒါကြောင့်မြန်မြန်စားလေဘိုက်ပြေဖို့ခက်လေဖြစ်ပါတယ်။အစားစောစောစားပြီးတတ်သူတွေကဖြည်းဖြည်းမမှန်စားသူတွေထက်ကိုယ်အလေးချိန်ပိုများနေတတ်တယ်လို့လေ့လာမှုတွေအရသိရပါတယ်။ဒါကြောင့်ဖြည်းဖြည်းစားပါ။အုံနောက်ကတင်ပိုင်းဝပြီဖြစ်ကြောင်းသိရှိပြီးနောက်ထပ်မစားမိအောင်သတိပေးပါလိမ့်မယ်။နံပါတ်3ညဘက်မှာမိဖို့ကြောင့်နဲ့ဝေးဝေးနေပါလူအများစုကညဘက်အစာစားရင်ကိုယ်အလေးချိန်မြင့်တက်နိုင်တယ်လို့ယုံကြည်ကြပါတယ်။တင်ယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေ၄နှစ်မြောက်သို့မဟုတ်၅နှစ်မြောက်ညဘက်အစာစားခြင်းကလိုချင်နေတဲ့ကိုယ်အလေးချိန်လျှော့ချရေးကိုမကူညီနိုင်တဲ့အပြင်အလေးချိန်တိုးစီမှာဖြစ်ပါတယ်။နံပါတ်4ကျန်းမာရေးနဲ့မညီညွတ်တဲ့အရာတွေကိုအနှဲငယ်သာစားပါကျန်းမာရေးနဲ့မညီညွတ်တာတွေကိုအနှဲငယ်သာစားသုံးသင့်ပါတယ်။ဒါပေမဲ့အဲဒီလိုအစားအစာတွေကအရသာပိုရှိပြီးတော့ဆွဲဆောင်မှုပိုကောင်းတဲ့အတွက်မစားဘဲမနေနိုင်ဘူးဆိုရင်တော့ပကံသေးသေးလေးနဲ့သာစားပါ။အစားအစာတွေကိုပကံလေးကိုအနှဲငယ်သာထည့်ပါ။အကယ်လို့ပကံပြားကြီးကြီးနဲ့စားရဆိုရင်အုံနောက်ကအစားအစာတွေကိုနည်းနည်းသာစားရသေးတယ်လို့ထင်မှတ်ပြီးတော့အများကြီးစားသွားမိတတ်လို့ပဲဖြစ်ပါတယ်။နံပါတ်5ရေများများတောက်ပါရေတောက်ခြင်းကဘိုက်ခဏခဏပြည့်စေတာကြောင့်အစာမစားမီမှာရေတောက်ပါရေတောက်လိုက်တော့ဘိုက်ကခဏလေးမှာတော့ဘိုက်ပြည့်သွားတယ်လို့ခံစားရရတယ်အဲဒီအခါမှာအစာပြေသွားတဲ့အတွက်နည်းနည်းသာစားမိပါတော့တယ်ရေအစာတခြားကယ်လိုရီတက်ပြီးတဲ့အချို့ရည်တွေကိုလည်းတောက်ပေးနိုင်ပါတယ်နံပါတ်6အစားစားစဉ်မှာအာရုံစိုက်ပါအစားစားစဉ် TV ကြည့်ခြင်းနဲ့ဂိမ်းဆော့ခြင်းကိုတင့်ကိုယ်တည်းများများဆဆစားလိုက်မိတယ်လို့မထင်လိုက်တဲ့အတွက်အများကြီးကိုစားမိစေတတ်ပါတယ်ဂိမ်းနဲ့ရုပ်ရှင်တွေကအဓိကဖြိုရည်လုပ်ငန်းတွေဖြစ်ပြီးတော့စိတ်လှုပ်ရှားရတဲ့နေရာတွေများစွာပါဝင်တဲ့အတွက်စားနေတဲ့အစားအစာကနေတခြားကိုအာရုံဆွဲဆောင်သွားဖို့မခက်ခဲကြလို့ပါနံပါတ်9ကောင်းစွာအိပ်ဆက်ပါသိပ္ပံနည်းကျအဆိုအရအိတ်အနေနဲ့ချင်းကအစားကိုပုံမစားစီပါတယ်အေးပြက်ပါကဘိုက်စားပြီးတော့ကျန်းမာရေးနဲ့မညီညွတ်တာတွေကိုပုံမစားခြင်းစိတ်ဖြစ်စေတတ်ပါတယ်နံပါတ်8စိတ်ဖိစီးမှုကိုလျှော့ချပါစိတ်ဖိစီးမှုဖြစ်တဲ့အခါတခြားအရေးမပါတဲ့အရာတွေကိုစိတ်ထဲမှာဂရုမပြုမိဘဲနဲ့ရှိတတ်ပါတယ်စိတ်ဖိစီးမှုကပုံမှန်အိပ်ဆက်ခြင်းကိုလည်းနှောက်ယှက်တတ်ပါတယ်အဲ့ဒီအခါမလိုအပ်ပဲနေရှိတဲ့၍အစာများများစားခြင်းမျိုးဖြစ်တတ်ပါတယ်နံပါတ်9ပရိုတင်းဓာတ်ကိုရှောင်ဖို့မလိုအပ်ပါပရိုတင်းခေါ်အသားဓာတ်ကဘိုင်းပြည့်စေတဲ့အတွက်ကယ်လိုရီအနည်းငယ်သာထပ်စားမိပါတော့တယ်ကြက်ဥငါးကြက်သားတို့ကအရသာရှိပြီးအစားအစာတွေမှာထည့်သွင်းစားသုံးခြင်းဖြင့်ကိုယ်လေးချိန်လျှော့ချခြင်းအပေါ်မှာအကျိုးသက်ရောက်မှုရှိပါတယ်နံပါတ်10အချိုရည်တွေကိုရှောင်ပါ။တကြားတက်နဲ့အချိုရည်တောက်သုံးခြင်းကကယ်လိုရီကိုရရှိစေပါတယ်။ဒါပေမဲ့အုံနောက်ကအဲ့ဒီအချိုရည်တွေကရရှိတဲ့ကယ်လိုရီကိုအစားအစာကဲ့သို့ထည့်မတွက်တဲ့အတွက်ကိုဘိုက်ပြည့်ရလို့မခံစားရပဲလိုအပ်တဲ့ကယ်လိုရီပမာဏထက်ပိုမိုစားမိတတ်ပြီးတော့ခါးကိုပိုမိုဝစေပါတယ်။ဒါအပြင်တကြားတက်အများအပြားစားသုံးခြင်းကလည်းအုံနောက်အတွက်မကောင်းပါဘူး။အားလုံးကိုခြုံပြီးတော့ကြည့်မယ်ဆိုရင်တော့အသီးအရွက်ကိုသာစားဖို့မလိုအပ်ပဲကိုယ်အလေးချိန်လျှော့ချဖို့ကတော့တခြားနည်းလမ်းများစွာရှိပါသေးတယ်ဆိုတာသိနိုင်မှာဖြစ်ပါတယ်။ပုံမှန်စားနေကြအတိုင်းပဲစားသုံးဖို့လိုအပ်ပြီးတော့ကျိုင်းတဲ့အစားအစာတွေကိုရှောင်ဖို့လည်းမလိုအပ်ပဲညံရှိသလိုကျင့်သုံးဖို့သာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးတစ်စုံတစ်ရာရှိတယ်ဆိုရင်တော့ like and share လေးပြုလုပ်ပေးကြပါအောင်နော်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ့်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ယောဂဆိုးတွေကကွယ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။